အိမ်ထဲသို့လူတစ်ယောက်နှင်းထဲကနေခေါ်လာစဉ်ဘာဖြစ်တာလဲအမေဒီအချိန်ကြီးနှင်းထဲကနေဘသူ့ကိုခေါ်လာတာလဲလမ်းဘေးမှာကလေးလေးတစ်ယောက်ကိုပွေ့ချီပြီးမေ့လဲနေလို့အမိဒီလောက်နှင်းတွေကြာနေတာမကယ်ရင်တယုံပဲရှိတော့မယ်သမီးလေးဘယ်မှာလဲဒီမှာရှိတယ်ညီမလေးစိတ်အေးအေးထားနေကဘယ်မိသားစုကလည်းဒီအချိန်ကြီးကလေးတစ်ယောက်နဲ့နှင်းထဲမှာဘလို့ဖြစ်ပြီးရောက်နေရတာလဲမေသူတို့ကိုအမှန်တိုင်းပဲပြောပြလိုက်ပါဒီမိသားစုကလူကောင်းတွေပါသမီးတို့ကိုဒုက္ခမပေးပါဘူးကျမကိုစောက်ဆဲမိသားစုကနှင်းချလိုက်တာပါသမီးလေးတယောက်မွေးလို့တဲ့ကလေးကအငိုလဲမငိုဘာတန်မှလည်းမထွက်တော့လူဝင်ထုတ်ဝင်ပိုးဆိုပြီးမောင်းချလိုက်တာစောက်မိသားစုဟုတ်လားရွာအရှိဘက်ကမြေပိုင်ရှင်စောက်လားအဲ့ဒီကျိုးရဲ့စောက်မိသားစုကတကယ်ကိုအရှက်မရှိတာပဲသားသမီးလိုချင်လို့မရငယ်ရီယူပြီးသမီးမွေးရင်ကြတော့နှင်းချတယ်ဟုတ်လားဒါမျိုးပဲမှကြားဘူးလေအမေသူတို့ကိုဒီမှာပဲနေခွင့်ပြုလိုက်ပါအမေပြင်မှာနှင်းတွေအရန်ကြနေတာထွက်သွားရင်အေးခဲပြီးတေကုန်လိမ့်မယ်အေးနေပါစေမိဖို့ကြောင့်ထဲမှာနှွေးပါတယ်ဒီညတော့ဒီမှာပဲနာမနဲ့ကြမှာပဲဆက်စင်းစားကြတာပေါ့ကျေးဇူးအများကြီးတင်ပါတယ်အန်တီပြီးတော့စောကအတွက်လည်းကျေးဇူးတင်ပါတယ်အမေနဲ့ကလေးနှစ်ယောက်တည်းရှိစဉ်သမီးလေးစောကအမေကိုစကားလမ်းပြောတာသမီးလားဟုတ်တယ်အမေသမီးပြောတာဒါပေမဲ့သမီးကဘာကြီးလဲဟုတ်လားသမီးကအမေရဲ့သမီးအရင်ခောက်ကြီးပေါ့ဒါဆိုမွေးတာ2ရက်ပဲရှိသေးတာကိုဘာလို့စကားပြောနိုင်တာလဲဟုတ်ပြီပြောပြမယ်ဒါပေမဲ့အမေအော်ဒါလန့်အော်ဒါသမီးကိုလွှင့်ပစ်တာမျိုးမလုပ်ဘူးလို့အရင်ကတည်းပေးသမီးကအမေသမီးပဲအမေဘယ်တော့မှမဖြစ်ပါဘူးသမီးကဒီခေတ်ကလူမဟုတ်ဘူးအရင်ဘဝတုန်းကသမီးနာမည်ကစုမြောင်ယူစပိုမှုတယောက်ပေါ့စပိုမှုဟုတ်လားဟုတ်တယ်စပိုမှုမိုင်းတရားပတ်လည်မှာရှိတဲ့မှုမတ်တွေအရာရှိကြီးတွေရဲ့ပွဲတော်တွေအတွက်သမီးပဲချက်ပေးခဲ့တာသမီးကိုလူတိုင်းသိကြတယ်အဲ့ဒီနောက်မတော်တဆမှုဖြစ်ပြီးတေသွားတော့မျက်လုံးဖွင့်လိုက်တဲ့အချိန်မှာအမေပိုက်ထဲကကလေးဖြစ်နေပြီဒါဆိုတခြားလူရဲ့ဝိညာဉ်ကကလေးခန္ဓာကိုယ်ထဲဝင်နေတာပေါ့ဒီလိုပဲပြောရမှာပေါ့ဒါကြောင့်သမီးကလူမဟုတ်ဘူးအကုန်သိတယ်အဖွားကအမေကိုရောင်းစားခဲ့တာကအစစောင့်မိသားစုမှာအမေဘလောက်ဒုက္ခရောက်ခဲ့လဲဆိုတာအထိအကုန်သိတယ်ဒါဆိုဘာလို့စောကစကားမပြောတာလဲသမီးမွေးတာ2ရက်ပဲရှိသေးတာလေခေါင်းကနည်းနည်းမူးဝေနေတော့အားမပြေသေးလို့ပါဒါဆိုနောက်လဲအမေကိုစကားဆက်ပြောမှာလားအမေလိုချင်ပေါ့ဒါပေမဲ့အမေတယောက်ပဲသမီးအတန်ကိုကြားရမှာနော်တခြားလူတွေမကြားရဘူးအခုကစပြီးသမီးတို့ကဝိညာဉ်ချင်းဆက်သွယ်ထားသလိုမျိုးဖြစ်သွားပြီသမီးကတကယ်ပဲအမေသမီးလားသမီးကအမေသမီးအစ်စ်ပေါ့အမေပိုက်ထဲမှာ10လလွယ်ထားတာဘသူသမီးဖြစ်ရမှာလဲကဲမငုံနဲ့တော့မနဲ့လင်းတော့မယ်ခဏအိတ်လိုက်အောင်မနဲ့ဖြန်သမီးတို့လှုပ်เสียအရေးကြီးတာရှိသေးတယ်ဘာအရေးကြီးတာလဲမနဲ့ဖြန်ကြရင်သိရလိမ့်မယ်အမေသမီးကိုယုံတယ်မလားယုံတာပေါ့ဒါဆိုစိတ်အေးအေးထားပြီးနေပါဒီဘဝမှာသမီးကအမေကိုပိုကောင်းတဲ့ဘဝစီခေါ်သွားပေးမယ်တောင်ပေါ်တို့ရောက်ရှိစဉ်မေဒီတောင်ပေါ်မှာကောင်းတာတွေအများကြီးပဲဟိုပင်မှာကြည့်လိုက်တောမူတွေရှိတယ်ဟိုမှာကျတော့တောချက်သွန်တွေရှိတယ်အကိုရှန်ကြည့်ဒီတောင်ပေါ်မှာပစ္စည်းတွေအများကြီးပဲနော်ဟုတ်တယ်ငငယ်ကဒီကိုခဏလာနေကြချင်းခုတ်ဖို့နဲ့အမဲလိုက်ဖို့လားအမဲလိုက်ရင်ဘာတွေရလဲရုံတွေရင်းငှက်တွေတစ်ခါတလေကြရင်တောစိတ်တွေပေါ့ရင်းငှက်တစ်ကောင်လောက်ဖမ်းခိုင်းလိုက်အမေရင်းငှက်စုပ်ပြုတ်ကိုတောဟင်းသီးဟင်းရွက်မုံပြားနဲ့တွဲစားရင်တကယ်ကိုအသက်ပဲအကိုရှန်ကြည့်ရင်းငှက်တစ်ကောင်လောက်ဖမ်းပေးလို့ရမလားဟင်းသစ်တစ်ခွက်စမ်းချက်ချင်လို့ရပြီအမေဒီအကိုကချင်းခုတ်ယုံတင်တက်တာမဟုတ်ဘူးများပြစ်လေတကယ်ကိုအလွန်ပဲသမီးတို့ရတနာတိုက်ကြီးကိုတွေးလိုက်တာပဲအမေတင်ယူတာတော်တော်မြန်တာပဲဒါကသမီးကတေးသေးချာချာညွှန်ကြားပေးလို့ပေါ့ညံ့အန်းညီးကိုဒီလိုချက်တက်အောင်ဘယ်သူတင်ပေးတာလဲကျမအမေတင်ပေးတာပါဒါညီးအမေတင်ပေးတာဆိုရင်တော့မမားနိုင်တော့ဘူးအကိုမြန်လာဦးမမညံ့အန်းကရတာရှိတာတခုလုပ်ထားတယ်ဈေးတို့ရောက်ရှိစဉ်မနက်ဖြန်ဈေးနေ့လေသွားရောက်ကြည့်လူတွေတေချာပေါက်ဝဲကြလိမ့်မယ်မနက်ဖြန်ကြရင်သမီးကိုပဲလွှတ်ထားလိုက်သမီးတို့ရဲ့ပထမဆုံးဝင်ငွေကဒီစုပ်ပြုတ်အိုးတွေကနေထွက်လာမှာအမေမုံပြားကိုအတုံးသေးသေးလေးတွေတုံးပြီးပကံထဲထည့်လူတွေကိုအလကားမြည်ခိုင်းလိုက်အန်ကဲကလေးကိုမြည်ခိုင်းကြည့်ပါအလကားပါအဖွာသမီးနောက်ထပ်လိုချင်သေးတယ်သမီးဒီမုံပြားကိုသမီးကိုယ်တိုင်လုပ်တာလားဟုတ်ကဲ့ကိုယ်တိုင်လုပ်တာပါတစ်ဆက်ပြားပေးအိမ်ကလူတွေမြည်ဖို့ယူသွားမယ်ပထမဆုံးအယောင်ရဆုံးလေးနော်လာမြည်ကြည့်ကြပါဦးအစင်မပြေရင်ပတ်စံမပေးနဲ့သမီးဒီစုပ်ပြုတ်ကတကယ်ကိုအံ့ဩဖို့ကောင်းတယ်တစ်သက်လုံးချက်စုပ်ပြုတ်တောက်လာတာဒီလောက်အရသာရှိတာမျိုးတစ်ခါမှမကြုံဘူးသမီးဒီလက်ရမျိုးနဲ့ဆိုရွာထက်မျိုးမှာဆိုပိုပြီးအဆင်ပြေမှာရွာစည်းမှာကတော့အကုန်လုံးလေသမားတွေဆိုတော့ပတ်စံအများကြီးမသုံးနိုင်ကြဘူးလေမမညံ့အန်းမမတော့ချမ်းသာတော့မှာပဲတွေ့လားဒါကအစပဲရှိသေးတာမျိုးကိုသွားရင်ဒီထက်မကပိုရအောင်မှာဝင်ငွေများရေတွက်စင်တစ်နှစ်3ဝန်းတရက်ထဲနဲ့ဒီလောက်တောင်ရတာလားအန်တီဒါကဒီနေ့ရတဲ့ဝင်ငွေပါကုန်ကြစရိတ်တွေနှုတ်လိုက်ရင်80ဒါမှမဟုတ်80ဝင်လောက်မြတ်တဲ့ရှန်ချီထင်း30ရက်ခုံးမှဒါမျိုးရတာအန်တီဒါကအိမ်အတွက်ပါကျန်တာကိုတော့ကုန်ကျန်းတွေဝယ်ဖို့တင်ထားလိုက်မယ်ယူထားလိုက်ပါအန်တီတို့သာသမီးတို့ကိုခိုလုံခွင့်မပေးရင်ဖူပေါင်နဲ့ကျမကတော့နှင်းထဲမှာအေးခဲပြီးတည်နေလောက်ပြီညံ့အန်းညီးကတကယ်မိန်းကလေးကောင်းလေးပါတွေ့လားလူကောင်းဆိုရင်ကောင်းတာတွေပြန်ကြုံရတာပဲအမေကသူတို့ကိုစေတနာအပြည့်နဲ့ဆက်ဆံတော့သူတို့ကလည်းအမေကိုစေတနာနဲ့ပဲပြန်ဆက်ဆံကြတာပေါ့မမညံ့အန်းမနှက်ဖြန်လဲသွားအောင်မလားဟုတ်တယ်မနှက်ဖြန်ကြရင်ပို့လုပ်ပြီးစောသိမ်းနိုင်အောင်စူးစမ်းမယ်မိုင်းလိုက်တာကျွန်တော်မုံပြားတွေထဲဖို့ချင်းတောင်းလေးတွေလုပ်ပေးမယ်အဲ့ဒါဆိုပို့ပြီးလှသွားမှာကောင်းပြီရှန်အားကချင်းတောင်းတာဝန်ယူမမကအစားအသောက်အကိုရှန်ကြီးကတော့ဝယ်ယူရေးနဲ့ပို့ဆောင်ရေးပေါ့စားတောက်ဆိုင်မန်နေဂျာနဲ့တွေ့ဆုံစဉ်အကိုတခြားစကားမပြောတတ်ဘူးလားရပါတယ်ကျွန်တော်ကမြို့ကရွေးလိုင်စားတောက်ဆိုင်ရဲ့မန်နေဂျာပါနာမည်ကယိုလို့ခေါ်ပါတယ်အောင်
ခင်ဗျားတို့ရဲ့အစားအသောက်တွေအရန်ကောင်းတယ်လို့ကြားလို့လာမြည်ကြည့်တာပါမန်နေဂျာလီယိုဝင်ပါရှင်အန်တီဒီလိုအစားအသောက်တွေကိုရွာဈေးမှာပဲရောင်းနေရတာနှမျောစရာပဲရွေးလိုင်စားတောက်ဆိုင်နေနဲ့ခင်ဗျားတို့နဲ့လက်တွဲချင်ပါတယ်နေတိုင်းတော်ရင်သီးဟင်းရွက်မုံပြား90နဲ့မှုစွပ်ပြုတ်နှစ်အိုးပံ့ပိုးပေးပါဈေးနှုန်းကိုတော့ညှိနှိုင်းလို့ရပါတယ်မန်နေဂျာလီယိုငွေဘယ်လောက်ပေးမှာလဲတစ်လကိုငွေရင်းကားနှစ်ပြားအရင်ဆုံးတစ်ဝက်ကိုစရံငွေအဖြစ်ပေးမယ်မေလက်ခံလိုက်ငွေရင်းကားတစ်ပြားကဦးလေးရှန်ကြီးရဲ့3လစာထင်းဖို့နဲ့ညီမျှတယ်မန်နေဂျာလီယိုဒါပေမဲ့ကျမမှာအခြေအနေနှစ်ခုရှိပါတယ်ပထမတစ်ခုကဟင်းချက်နီးကကျမပိုင်တာမို့လို့အပြင်ကိုမပေါက်ကြားစေရဘူးဒုတိယတစ်ခုကအရေးသွေးကိုတော့အာမခံတယ်ဒါပေမဲ့နေ့စဉ်ရေးအတွက်ကတော့ကန့်သက်ချက်ရှိလို့ကျမကိုအရန်ဖိအားမပေးပါနဲ့သဘောတူတယ်ခမားရဲ့လက်ရနဲ့ဆိုရင်ကျွန်တော်ယုံကြည်ပါတယ်ညံအန်ညီကတကယ်ကိုတိုးမိသားစုရဲ့ကံကောင်းခြင်းကျေပွင့်လေးပဲအန်တီဒါကအားလုံးရဲ့စူးစမ်းမှုကြောင့်ပါအကိုရှန်ကြီးရဲ့အရင်းနှီးပတ်စံရှန်အားရဲ့ချင်းတောင်းတွေနဲ့အန်တီကသမီးလေးကိုကူထိန်ပေးလို့သာကျမဒါကိုလုံနိုင်ခဲ့တာပါအမေနဲ့ကလေးပြန်လဲစကားပြောစဉ်ညံအန်အမေထင်တာတော့အဲ့ဒီအကိုကအမေကိုသူ့နှလုံးသားထဲထည့်ထားပုံရတယ်ဖူပေါင်းသမီးတို့တကယ်ပဲကောင်းကောင်းမွန်မွန်နေထိုင်သွားနိုင်မယ်လို့ထင်လားသမီးကိုယုံတာကအစပဲရှိသေးတာသမီးနည်းနည်းလေးပိုကြီးလာပြီးကိုယ်တိုင်လှုပ်ရှားနိုင်တဲ့အချိန်ကျရင်ပိုပြီးအရသာရှိတာတွေလုံနည်းတင်ပေးမယ်ကလေးတယောက်အနေနဲ့စကားကိုအကြီးကြီးပြောတယ်လို့မထင်တဲ့ဦးကြည့်နေလိုက်မျိုးတွေမကဘူးခရိုင်မျိုးတော်ကလူတွေပါသမီးတို့အိမ်ထိလာဝယ်ကြစေရမယ်